ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါကျမနာမည်မီလန်လို့ခေါ်ပါတယ်ဒီတစ်ခါဘိတိတ်အကြောင်းကိုဆွေးနွေးချင်ပါတယ်ကျမဒီတစ်ခါဘိတိတ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးမယ်လို့ရွေးချယ်ထားပြီးမှလူတစ်ယောက်ကကျမစီကို Messenger ကနေစာပို့လာပါတယ်သူကခရစ်ယာန်ဘာသာဝင်ပါပဲသူရေးပို့တဲ့စာကိုဖတ်ပြီးတာနဲ့ကျမဘိတိတ်အကြောင်းကိုဆွေးနွေးဖြစ်ဖို့ပိုးပြီးစိတ်အားထက်သန်ပါတယ်သူကတမန်ကျမ်းစာထဲမှာပါတဲ့ရေနဲ့ပတ်သက်ပြီးကျမ်းညွှန်းအကုန်ရေးပြပါတယ်။ဒါကိုရေမှာတန်ရှင်းသောဝိညာဉ်တော်ကိုရှိတယ်လို့ပြောပြပြီးတော့ရေကဘိတိတ်ရှိတယ်လို့ဆက်ပြောပါတယ်။သူပြောတာနော်ကျမ်းစာအပြင်ရေမှာတန်ရှင်းသောဝိညာဉ်တော်တကူရှိတယ်ဘိတိတ်ရှိတယ်လို့ဒီလူကပြောပါတယ်။ဒါကြောင့်ရေကိုဆုတောင်းခြင်းဖြင့်ယောဂမျိုးစုံကာဝယ်ပေးတဲ့အနာပြောက်ဘိတိတ်ရေနတ်ဆိုးနှိမ်တဲ့ဘိတိတ်ရေကျမ်းမာစီတဲ့ဘိတိတ်ရေကျမ်းမာနုပြူစီတဲ့ဘိတိတ်ရေရှိတယ်လို့ပြောပါတယ်အဲ့ဒီရေတောက်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဘာယောဂပြောင်းမယ်ညာယောဂပြောင်းမယ်ပေါ့ရှင်ဒါကဝမ်းနည်းစရာပါသူကဖျားသခင်ကိုယုံကြည်ကိုးစားတာမှမဟုတ်ပဲရေဆိုတဲ့ရုပ်ထုကိုကိုးကွယ်နေပြီလေနော်သူယူထားတဲ့ကျမ်းညွှန်းကတမန်ကျမ်းစာကကုရေးထားလို့မှန်နေပေမဲ့လည်းကိုလိုရာကိုတမန်ကျမ်းစာကိုထောက်ပြီးဆွဲရေးထားတာပါတမန်ကျမ်းစာကိုတေချာမှတ်ဖတ်ရင်အမှားသွားနိုင်ပါတယ်ဒါကလိန်ညာချင်းတစ်မျိုးဖြစ်ပါတယ်ထို့သူပြောတဲ့ဘိတိတ်ရေကနတ်ကိုးကွယ်မှုနဲ့ဆက်နေတဲ့မန်းမှုချင်းအယူဆတွေကိုခရိယန်ဘာသာအယူဆနဲ့ရောမှုချင်းဖြစ်ပါတယ်နတ်ဆိုးပညာကိုခရိယန်ဝတ်စုံဝတ်ပေးလိုက်တာပဲဖြစ်ပါတယ်ဘိတိတ်တကူကအရာဝတ္ထုမှာရှိမနေပါဘူးလို့နော်ဘုရားသခင်ရဲ့အမှုတော်ထမ်းဖို့ဘုရားသခင်ကလူမှာပဲဘိတိတ်ရှိစေပါတယ်ရေကိုတမန်ကျမ်းစာထဲမှာတန်ရှင်းခြင်းအတွေ့ပုံဆောင်ပြီးနားလည်အောင်တုံတင်ထားတာပါရေဆေးတာရေနဲ့ပက်ပြန်တာရေနှိမ့်ခြင်းခံတာအားလုံးပုံဆောင်ခြင်းဖြစ်ပါတယ်တကယ်ပြစ်ကိုဆေးကြောနိုင်တာကသခင်ခရစ်တော်ရဲ့အသွေးတော်မြတ်တာဖြစ်ပါတယ်ရေမှာဘုရားသခင်ရဲ့ဝိညာဉ်ဘိတ်တိတ်တကူမရှိပါဘူးဘယ်တရားဟောဆရာပဲစူတောင်းနေပါစေရေကဘိတ်တိတ်မရှိလာပါဘူးတမန်ကျမ်းစာမှာရေးထားတဲ့ရေကိုအသုံးပြုခြင်းအလုံးကပုံဆောင်ခြင်းပဲဖြစ်ပါတယ်ခရိယန်နောက်လာယုံကြည်သူများကပိုတတိထားရပါမယ်နောက်ဆုံးသောကာလရောက်လာပါပြီစာတန်ကအစွမ်းကုန်ကြိုးစားနေပါပြီတမန်ကျမ်းစာကိုထောက်ပြပြီးလက်လုံးကြားလိန်ညာမှုတိုးပြီးဆောင်ရွက်နေပါပြီတမန်ကျမ်းစာကိုမှောက်လန့်ဖို့ဆိုရင်တမန်ကျမ်းစာကိုမတိတဲ့သူတခြားသောဘာသာဝင်ကိုစာတန်ကအသုံးမပြုပါဘူးကျမ်းစာကိုနားလည်သိရှိပြီးသားခရိယန်ဘာသာဝင်ကိုပဲစာတန်ကအသုံးပြုပါတယ်ခရိယန်ဘာသာထဲစာတန်ကသူ့ဘက်တော်သားကိုစေခိုင်းပြီးလူတွေအပြစ်ငရဲကြစေပါတယ်မာတဲအခန်းကြီး24ပိုင်းငယ်24မှာရေးသားထားတာကအကြောင်းမူကားခရစ်တော်၏အယောင်ကိုဆောင်တော်သူနှင့်မိစ္ဆာပရောဖက်တို့သည်ပေါ်လာ၍ရေးချယ်တော်သူတို့ကိုပင်လှည့်ပြားနိုင်နှင့်လှည့်ပြားလာအောင်ကြီးစွာသောနမိတ်လက္ခဏာအပွေတော်အမှုတို့ကိုပြချလိမ့်မည်ဒီလိုဖြစ်လာမယ်ဆိုတာသိလို့တမန်ကျမ်းစာထဲမှာကြိုတင်ရေးသားတတိပေးထားပါပြီကျမတို့ခရိယာနောက်လာယုံကြည်သူကလည်းပေးမြို့သားလုံးတရားဒေသနာမှန်ကျမ်းစာနဲ့တိုက်ကြည့်ရပါမယ်အခုလည်း line ပေါ်မှာဘိတိတ်ဆိုတဲ့စကားကိုလက်ကင်ထားပြီးလူတွေထင်ကြီးအောင်ပြောနေကြတာပါပဲဘိတိတ်ပေးပိုင်တော့ဖះကိုပေးပဲပြီးသူတို့ကိုယ်တိုင်ဘိတိတ်ပေးနေတယ်လို့သူတစ်ပါးထင်ကြီးအောင်ပြောကြပါတယ်ကျမတို့ခရိယာနောက်လာယုံကြည်သူများကလည်းစာတန်ရဲ့လှည့်ကွက်ထဲကိုမကြရောက်ရလေအောင်ဘိတိတ်အကြောင်းကိုလေးလာထားမှတော့ကကြမှာလေနော်ဒါကြောင့်ကျမတို့ဘိတိတ်အကြောင်းကိုဆွေးနွေးကြအောင်ကျမပြောမဲ့ဘိတိတ်ကခရိယန်ဘာသာဝင်များနဲ့ဆိုင်သောဝိညာဉ်ရေးရာဘိတိတ်ဖြစ်ပါတယ်အခြားဘာသာဝင်မှာလည်းဘိတိတ်စကားလုံးရှိပါတယ်အခြားသောဘာသာဝင်ရဲ့အယူဆနဲ့မရောစေခြင်းဘူးလေနော်ဘိတိတ်ဆိုတာကဘာလဲနောက်တန်ရှင်းသောဝိညာဉ်တော်တကူကဘိတိတ်တုံးလောင်းတဲ့စီမှာကိန်းအောင်နေလားဒီမျိုးနှစ်ခုအရင်ဆွေးနွေးကြည့်ရကြအောင်
ပထမဦးဆုံးဘိတိတ်ဆိုတာကဘာလဲအဲ့ဒါအရင်ရှင်းကြရအောင်နော်ဘိတိတ်အကြောင်းပြောရင်မူလအစဘိတိတ်ပိုင်ရှင်အရှင်သခင်ဖြစ်တဲ့ဘုရားသခင်ကနေပြီးတော့စရမှာပါဘိတိတ်ရှင်သခင်ဖြစ်တဲ့ဘုရားသခင်ခမည်းတော်သခင်ယေရှုသားတော်နဲ့တရှင်တော်ဝိညာဉ်တော်တို့ကတလုံးတဝတည်းဖြစ်ပြီးတော့အမှုတော်အလုံးကိုသူတို့ကပူပေါင်းဆောင်ရွက်ကြပါတယ်ဒီဆောင်ရွက်ပုံကိုရေကာတာသို့မဟုတ်ရေအားလျှက်စစ်နဲ့ဥမာပေးပြီးနှိုင်းရှင်ပြရင်နားလည်လွယ်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်ဖရာသခင်ဟာတကူတော်အလုံးရဲ့မူလအရင်အမြင့်ဖြစ်ပါတယ်ဘယ်သူကိုဘိတိတ်ပေးမယ်ဆိုတာဆုံးဖြတ်တဲ့အရှင်ဖြစ်ပါတယ်ဒါဆိုခုနကကျွန်မနှိုင်းရှင်ပြောသလိုပဲဆိုရင်ဖရာသခင်ကရေကာတာထဲကရေလိုပါပဲတန်ရှင်းသောဝိညာဉ်တော်ကဖျားသခင်စီကတကိုးကိုလူတွေစီရအောင်ပို့ဆောင်ပေးတဲ့ပုံကိုဖြစ်ပါတယ်။ဝိညာဉ်တော်ကတဆဲဖျားသခင်စီဗိတိတ်တကိုးတော်ကိုလူအသက်တာအထက်စီစင်းအောင်လှုပ်ဆောင်ပေးတဲ့သူဖြစ်ပါတယ်။ဒါဆိုရင်တန်ရှင်းသောဝိညာဉ်တော်ကရေသွဲတူးမြောင်းသူမဟုတ်ဓာတ်အားလိုင်းပုံစံအဖြစ်မြင်ကြည့်ရအောင်နော်။တန်ရှင်းသောဝိညာဉ်တော်ကတဆဲလူအသက်တာထဲရောက်လာတဲ့ရလတ်ကဘိတိတ်ဖြစ်ပါတယ်။လက်စစ်မီလင်းသွားတယ်လို့မျိုးပေါ့ရှင်။ဘိတိတ်တကူကြောင့်ယောဂပြောက်တာနတ်ဆိုးနှင်ထုတ်နိုင်တာအမှန်တရားကိုသိမြင်စေတာကိုဖြစ်လာပါတယ်။တရှင်တော်ဝိညာဉ်တော်ကဘိတိတ်တည်ယူပေးလာတဲ့အကြောင်းသက်တည်ပြစရာအကြောင်းပိုင်းရှိပါတယ်။ယောဟန်ခန်းကြီး15ပိုင်းငယ်20ကြောင့်ခမည်းတော်ထံမှထွက်လာ၍တမန်တရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်မှုသောခမည်းတော်ထံမှတင်တို့စီတို့ငါစေလွတ်လက်တတ်သောဥပစ္စေဆရာသည်ရောက်လာသောအခါငါ၏အကြောင်းသက်တည်ခံလိမ့်မည်ဒီကျမ်းပိုက်မှာတန်ရှင်းသောဝိညာဉ်တော်ကခမည်းတော်ထံကထွက်လာပြီးဖျားသခင်ထံကရလာတဲ့အခွင့်အာဏာနဲ့တကူကိုဘိတိတ်ခံသူလူရဲ့အသက်တာထဲမှာအလုလုပ်ပါတယ်ဘိတိတ်ဆိုတာဖျားသခင်ရဲ့တကူတော်ဖြစ်တယ်အဲ့ဒီတကူတော်ကိုဖျားသခင်စီကနေကျမတို့ခရစ်တော်နောက်လိုက်ယုံကြည်သူတို့အထဲကိုတည်ယူလာပြီးကျမတို့အထဲမှာအလုလုပ်ပေးတဲ့အရှင်ကတရှင်တော်ဝိညာဉ်တော်ဖရာဖြစ်ပါတယ်။တရှင်တော်ဝိညာဉ်တော်နဲ့ဘိတိတ်ကဆက်ဆက်နေပါတယ်။ဝိညာဉ်တော်မပါရင်ဘိတိတ်ဆိုတာရှိမှာမဟုတ်ပါဘူး။အချုပ်အားဖြင့်ပြောရရင်ဘိတိတ်ဆိုတာတရှင်တော်ဝိညာဉ်တော်အားဖြင့်ကျမတို့ရရှိတဲ့ကောင်းကင်ဘုံကတကိုးနဲ့အခွင့်အာဏာပဲဖြစ်ပါတယ်။ဝိညာဉ်ရေးရအရာဖျားသခင်ရဲ့ညွှန်ကြားချက်နဲ့ပရောဖက်ယေပရောဟိတ်အဆစ်ရှိတဲ့သူကလူကိုအမှုတော်အတွက်ယေပရောဟိတ်နေရာရှင်မြင်းနေရာပရောဖက်နေရာအတွက်ရွေးချယ်ပြီးတော့ဖုန်တကူနဲ့အခွင့်အာဏာအနှင်းဖို့ဥကောင်းကိုအထိမ့်မှတ်ဖြင့်စီနဲ့တုံလိမ့်ပေးတာပဲဖြစ်ဖြစ်ဘိတိတ်ပြုတတ်ပါတယ်ဒီမှာတစ်ချက်တတိထားရမှာကစီမာတတ်ရှင်တော်ဝိညာဉ်တော်တကူစီးဝင်နေလားလို့မေးချင်ကြမယ်လို့ထင်ပါတယ်စီမာတတ်ရှင်တော်ဝိညာဉ်တော်တကူစီးဝင်တာမဟုတ်တယ်လို့ဘိတိတ်ပေးသူရဲ့ကိုယ်ပိုင်တကူနဲ့အသုံးပြုပေးတာလည်းမဟုတ်ပါဘူးတတ်ရှင်တော်ဝိညာဉ်တော်ရဲ့တကူကဘိတိတ်ပေးသူအထဲမှာလည်းဝိညာဉ်တော်တကူထပ်ပြီးပြီးတာဖြစ်ပါတယ်ဘိတိတ်ပေးသူကိုအသုံးပြုခြင်းတာဖြစ်ပြီးလက်စည်းစီးခြင်းတလူဝိညာဉ်တော်တကူစီးဆင်းစေပါတယ်စီကိုအသုံးပြုတာကဖျားသခင်ခံအပ်မှုကိုလက်ခံပါတယ်ဆိုတဲ့သဘောကိုလူတွေသိအောင်ဖော်ပြခြင်းပဲဖြစ်ပါတယ်ယနေ့ခေတ်မှာတော့အသင်းတော်လူကြီးများကဖျားလာတဲ့သူများဖျားသခင်ရဲ့အမှုတော်တဲ့တိတတ်အောင်ပေးခံရသူများကိုလည်းဆုတောင်းပြီးဘိတိတ်ပေးတာရှိပါတယ်ဘိတိတ်ပေးတဲ့သူအနေနဲ့လည်းဘုရားသခင်ကငါ့ကိုအသုံးပြုပြီးဒီလူအပေါ်ဘိတိတ်တကိုစီစဉ်စီမယ်လို့ယုံကြည်ခြင်းရှိရပါမယ်ဘိတိတ်ခံသူကလည်းဘုရားသခင်ခန့်အပ်တဲ့အမှုတော်ဆောင်ရဲ့လက်တင်ခြင်းကတဆင့်တရှင်တော်ဝိညာဉ်တော်တကိုးတော်ကငါပေါ်တက်ရောက်ပြီးငါတက်တာပြောင်းလဲပြီးလို့ယုံကြည်မျှော်လင့်တောင်းတခြင်းရှိရပါမယ်ဒါမှဝိညာဉ်တော်တကူစီစဉ်လာပါမယ်ဒီလိုလက်တင်ပြီးဘိတိတ်ပေးတဲ့သူက
သူ့ရဲ့ကိုယ်ပိုင်တကိုးကိုပေးလိုက်တာလည်းမဟုတ်ဘူးသူ့ကိုဂျားခံအသုံးပြုခြင်းဖြစ်ပါတယ်သူ့ထံမှာရှိနေတဲ့ဝိညာဉ်ဗိတ္တိတကိုးကလည်းကုဆက်စီးဆင်းတဲ့သဘောမျိုးဖြစ်ပါတယ်သို့တော့ဝိညာဉ်စီးဆင်းလို့ဗိတ္တိပေးတဲ့သူလက်တင်ပေးတဲ့သူမှာသူ့စီမှာဝိညာဉ်တကူကုန်သွားတာမျိုးမဟုတ်ပါဘူးဥမာအားဖြင့်ဖျောင်းတိုင်မီးညှိလိုက်တဲ့သဘောမျိုးပါဖျောင်းတိုင်မီးညှိလိုက်လို့မီးမလျော့သွားပါဘူးမီးကကြံပြန်တာပဲမဟုတ်ပါလားဒီတိုင်းပါပဲဗိတ္တိတကူကမကုန်ပါဘူးရှိနေပါသေးတယ်ဗိတ္တိတကူကကူးဆက်သွားတာပါဒီမဲ့ကူးဆက်တဲ့အခါမှာဗိတ္တိပေးတဲ့သူရဲ့လက်ကနေတရှင်တော်ဝိညာဉ်တော်တကိုးစီဆင်းရမှာဗိတ္တိပေးသူရဲ့လက်အပြင်စီကိုလည်းအသုံးပြုထားပါတယ်ဒီမှုရာကဗိတ္တိပေးတာကိုလူတွေမြင်ပြီးအတိမတ်ပြုတဲ့သဘောမျိုးနဲ့စီလိမ့်ပေးခြင်းဖြစ်ပါတယ်စီမှာဗိတ္တိတကိုးရှိတာတော့မဟုတ်ပါဘူးတရှင်တော်ဝိညာဉ်တော်တကိုးကအရာဝတ္ထုပေါ်မှာတည်ရှိနေခြင်းမရှိပါဘူးအမှုတော်ထမ်းဖို့လူမှာပဲတကိုးတော်တက်ရောက်ပြီးဗိတ္တိဖြစ်ပါတယ်ဗိတ္တိပေးခြင်းရဲ့ရည်ရွယ်ချက်ကဖျားသခင်ရဲ့အမှုတော်ကိုဆောင်ဖို့အတွက်ဝိညာဉ်ရေးကအခွင့်နဲ့ခွန်အားကိုအနှင်းခြင်းဖြစ်ပါတယ်ဖျားသခင်ကအမှုတော်အတွက်ထိုသူကိုရွေးချယ်လိုက်ပြီလို့လူအများသိအောင်အမှတ်အသားအနေနဲ့စီဖြစ်လောင်းတာပဲဖြစ်ဖြစ်တုတ်လင်းတာပဲဖြစ်ဖြစ်ပြုလုပ်ပေးပါတယ်ဓမ္မဟောင်းကျမ်းမှာဖျားသခင်ကဘယ်သူတွေကိုဗိတ္တိပေးဘူးလဲဆိုရင်အာယုန်နဲ့သားများကိုယေပရောဟိတ်နေရာအတွက်စီလိမ့်ပေးပြီးဗိတ္တိပေးဘူးပါတယ်ပရောဖက်ရှမွေလကဣတိရာလူတို့ရဲ့ပထမဆုံးဘယင်ဖြင့်ဖျားသခင်ရဲ့ညွှန်ကြားချက်နဲ့ရှောလူကိုဗိတ္တိပေးပါတယ်ရှောလူမင်းကဖျားသခင်ရဲ့စကားတော်ကိုနာခံခြင်းမရှိလို့ပရောဖက်ရှမွေလကဖျားသခင်ရွေးချယ်ချက်ညွှန်ကြားချက်အရာဒါဝိဒ်ကိုဘယင်ဗိတ္တိပေးပါတယ်ပရောဖက်ဗိတ္တိကိုအေလိရှေရပါတယ်အေလိယာကပင်ပန်းနွမ်းနယ်ပြီးအားလျော့တဲ့အချိန်မှာဘုရားသခင်ကနောက်ထပ်ဆက်ခံတဲ့သူကိုဗိတ္တိပေးဖို့ညွှန်ကြားပါတယ်ဘုရားသခင်ကအေလိရှေကိုဗိတ္တိပေးရမယ်လို့ညွှန်ကြားပါတယ်အေလိယာကိုကောင်းကင်သို့ချီဆောင်ခြင်းမခံမီအေလိရှေကအေလိယစီမှာကိုတော်၌ရှိသောဝိညာဉ်တကူနှစ်ဆပေးပါလို့တောင်းပါတယ်အေလိယဝတ်လုံကိုအေလိရှေပေါ်တင်လိုက်တာကပရောဖက်ယာထူးလှည့်ပြောင်းခြင်းသင်္ကေတဖြစ်ပါတယ်။သခင်ခရစ်တော်ကမေရှိယဗိတ္တိခံခဲ့တဲ့စီကိုအသုံးပြုထားပါမှု။စီမှာတရှင်တော်ဝိညာဉ်တော်တကူမတည်ဘူးဆိုတာထင်ရှားတဲ့ကျမ်းချက်ကတမန်တော်အခန်းကြီး30ဖိုင်ငယ်38ထိုအကြောင်းအရာဟုမူကားဖျားသခင်သည်တရှင်တော်ဝိညာဉ်တော်နှင့်၎င်းတကိုးတော်နှင့်၎င်းနာဇရက်မြို့သားယေရှုကိုဗိတ္တိပေးတော်မူသဖြင့်ထိုသူသည်ဖျားသခင်၏အခွင့်တော်နှင့်ကျေးဇူးပြုနှင့်မာနညှင်းဆဲသောသူအပေါင်းတို့အားချမ်းသာကိုပေးလျက်လှည့်လည်တော်မူ၏ဒီကျမ်းချက်မှာခေါင်းကိုစီနဲ့လောင်းတာမပါပါဘူးစီပေါ်မှာတရှင်တော်ဝိညာဉ်တော်တကူမတည်ဘူးဆိုတာထင်ရှားနေပါပြီလူတွေဖော်ဆက်ထားတဲ့ဗိတ္တိစီမလောင်းမဲ့ဖျားသခင်ဓာတ်ရိုက်ပေးတဲ့ဝိညာဉ်ဗိတ္တိကိုခံယူပါတယ်ယခုအချိန်မှာခရစ်တော်နောက်လာယုံကြည်သူတိုင်းတစ်ပေတရုအခန်းကြီး2အပိုင်းငယ်9အရာမင်းစည်းစိမ်ရှိသောယေပရောဟိတ်အမျိုးလို့ဆိုထားသည့်အတိုင်းယုံကြည်သူအားလုံးယေပရောဟိတ်ဗိတ္တိကိုရစေပါတယ်တေယောအခန်းကြီး2အပိုင်းငယ်20မှာလည်းယုံကြည်သူတိုင်းဗိတ္တိရှိတယ်လို့ဆိုပါတယ်အတွင်းမှာတရှင်တော်ဝိညာဉ်တော်ကိန်းအောင်ပြီးတော့အမှန်တရားကိုသိမြင်ဖို့နဲ့ဖျားသခင်နဲ့မေတ္တာဟာရဖွဲ့ဖို့ဗိတ္တိရထားပါတယ်အမှုတော်ဆောင်ဗိတ္တိကတမန်ကျမ်းစာကိုသွန်သင်ပြနိုင်တဲ့သူဟောပြောနိုင်တဲ့သူဥဆောင်နိုင်တဲ့သူတွေတည်တတ်ပေးထားတဲ့ဗိတ္တိဖြစ်ပါတယ်ဖျားမှုတော်ဆောင်ရွက်ဖို့ဖျားသခင်ကတကူပေးပါတယ်အမှုတော်မှာပါဝင်ဆောင်ရွက်တဲ့အခါမှာအလိုတော်ကိုနာခံလိုက်ရှောက်ရပါမယ်။ဟုတ်ပါပြီဗိတ္တိကတော့ရပါပြီ။ရပြီးတဲ့ဗိတ္တိက
ပြန်ဆုံးရှုံးနိုင်လားမိကွန်းအတွက်ဆုံးရှုံးနိုင်ပါတယ်အရေးကြီးဆုံးကဖျားစကားကိုနားထောင်ဖို့ပါဓမ္မဟောင်းကျမ်းမှာထဲမှာတော့ရှောလူအတ္တတာကိုကြည်အောင်လေနော်ဖျားသခင်ကိုစัจကျင်ပြီးနောင်တမရဘဲနေတဲ့အခါမှာဝိညာဉ်တော်ကထွက်သွားနိုင်ပါတယ်အမားကိုကျူးလွန်ပြီးဖြစ်တော်လေဒါဝိလူဗတရှိဘကိုမှားယွင်းပေမဲ့လေသူ့ရဲ့ပြစ်ကိုနောင်တရပြီးတောင်းပန်တဲ့အခါဖျားသခင်ကဘိသိက်ကိုမရုပ်သိမ်းပဲတန်ရှင်းသောဝိညာဉ်တော်ဆက်လက်တည်ရှိနေပါတယ်ဘိသိက်ဆုံးရှုံးမှစိုးရိမ်လို့ဆာလံအခန်းကြီး51ပိုင်းငယ်7မှာဒါဝိဒ်ကတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်ုပ်မှနှုတ်ရုပ်သိမ်းတော်မမူပါနဲ့လို့ဆုတောင်းခဲ့ရပါတယ်လူကဖျားသခင်ရဲ့အလိုတော်တိုင်းမနေရင်အပြစ်ကြောင့်တန်ရှင်းသောဝိညာဉ်တော်တကိုးနဲ့အဆက်တွေပြတ်သွားနိုင်ပါတယ်ဒါဆိုဘိသိက်လည်းမရှိတော့ပါဘူးစစ်မှန်သောနောင်တနဲ့ပြန်လာရင်ဖျားသခင်ရဲ့ဘိသိက်ကပြန်ပြီးအသက်ဝင်လာပါတယ်တန်ရှင်းသောဝိညာဉ်တော်နဲ့ဘိသိက်ကဆက်ဆက်နေလို့ဝိညာဉ်တော်စိတ်မဆိုးပါစေနဲ့လို့ပြောတာဖြစ်ပါတယ်ဖျားသခင်ကိုတစ္ဆာရှိပါအကယ်၍အပြစ်ထဲမှာမွေးလျော်နေမယ်ဆိုရင်ဘိသိက်ရဲ့ဝယ်ကားခြင်းနဲ့လမ်းပြခြင်းဆုံးရှုံးနိုင်ပါတယ်ဘိသိက်ရခြင်းကမိမိအတွက်တာမကသူတစ်ပါးကိုပါကောင်းကြီးဖြစ်စေပါတယ်ဘိသိက်ခံထားတဲ့သူကိုစော်ကားရင်ဘာဖြစ်မလဲပရောဖက်ဘိသိက်ရတဲ့မောရှိကိုစော်ကားလို့မိအန်နှုတ်သွားတယ်လေနော်အလိရှေကိုစော်ကားလှောင်ပြောင်လို့လူငယ်တွေကိုတားရဲ့တိုက်ချင်ခံရတယ်လေနော်ဖျားသခင်ကသူ့ရဲ့အမှုတော်ဆောင်ရွက်ဖို့ဝိညာဉ်တော်ဘိသိက်ကိုအခမဲ့ပေးပါတယ်ဘိသိက်ကိုငွေနဲ့ဝယ်လို့ရတဲ့အရာမဟုတ်ပါဘူးအဲ့ဒီရေစီမှာဘိသိက်တကူတည်ရှိမနေပါဘူးယခုခေတ်မှာဓမ္မဆရာကိုတုံးပြီးတော့ဆူတောင်းပေးတာပဲရှိပေမဲ့လည်းအဓိကအစွမ်းတကူကစီမာတော့မဟုတ်ဘူးယုံကြည်ခြင်းနဲ့တန်ရှင်းသောဝိညာဉ်တော်အပေါ်မှာပဲမူတည်ပါတယ်ဖျားသခင်ခန့်အပ်ထားတဲ့အမှုတော်ဆောင်ရဲ့အတွင်းမှာဝိညာဉ်တကူရှိလို့သူတို့ဆုတောင်းခြင်းကမိမိရဲ့ခေါင်းကိုစီလိန်ခြင်းဘိသိက်ခံယူပြီးတော့ကျမ်းမာခြင်းအခွင့်ကိုရပါတယ်အမှုတော်ဆောင်တဦးဦးကဆုတောင်းပေးထားတဲ့ဘိသိက်ရေဘိသိက်စီဆိုပြီးတော့တည်ယူပြီးတခြားတဲ့နေရာမှာအသုံးပြုတာဝိညာဉ်တကူမတက်ရောက်ပါဘူးမှားယွင်းသောအယူဆဖြစ်တယ်လို့ပြောချင်ပါတယ်နားထောင်သူအားလုံးကျေးဇူးတင်ပါတယ်ရှင်